ဘာကျော်တထေးကြီး Warren Buffett ဟာ Coca-Cola ကနေနေ့စဉ်ဒေါ်လာ2 သန်းကျော်ဝင်ငွေရနေတယ်လို့ပြောပါတယ်။ American billionaire တထေးကြီး Warren Buffett ဟာယင်းနှိမ့်ညွှန်းမှုမှာထူးချွန်သူဖြစ်နာမည်ကြီးပါတယ်။သူနာမည်ကြီးခြင်းလည်းကြီးခြင်းစရာပါ။သူဟာ Coca-Cola ကနေနေ့စဉ်ဝင်ငွေဒေါ်လာ2 သန်းကျော်ရနေပါတယ်။သူဟာ1988ခုနှစ်မှာဒေါ်လာ 1.3 ဘီလီယံနဲ့ Coca-Cola ရှယ်ယာပေါင်းသန်း400ကိုဝယ်ယူထားခဲ့ပါတယ်။အဲ့ဒီရှယ်ယာတွေကြောင့်သူဟာနှစ်စဉ်ဒေါ်လာ936 သန်းရနေပြီးနေ့စဉ်ဒေါ်လာ2 သန်းကျော်ရနေပါတယ်။ဒါဟာရှယ်ယာတစ်ခုမှထုတ်ရောင်းစရာမလိုပဲအမြတ်ရနေတာဖြစ်ပါတယ်။သူကကမ္ဘာကျော် brand ဖြစ်တဲ့ Coca-Cola မှာယင်းနှိမ့်ညွှန်းထားတာကိုအလွန်အားရကျဉ်းနေပြီးသူရဲ့ယင်းနှိမ့်ညွှန်းသူတွေထဲမှာတော့အကောင်းဆုံးပဲလို့ယူဆထားပါတယ်။သူက Coca-Cola ကိုအလွန်ကြိုက်နှစ်သက်သူလည်းဖြစ်ပါတယ်။တရက်ကို Coca-Cola 9 ဦးတောင်မှတောက်ဖြစ်တယ်လို့အရင်ကပြောဦးပါတယ်။သူကြိုက်လဲကြိုက်လို့စရာပါ။ Coca-Cola ဟာသူ့ကိုမိနစ်တိုင်းပေါင်းများစွာမှာဝင်ငွေများစွာရှာဖွေပေးနေတယ်လို့ Warren Buffett ကဆိုပါတယ်။နောက်ထပ်သတင်းပုဒ်ကတော့စိတ်ဝင်စားစရာပါ။အာကာသမှာဟိုတယ်ဖွင့်မယ်ဆိုပါတယ်။ဒါ2029မှာဖြစ်လာမှာပါ။ခုခေတ်မှာအာကာသကိုလဲသွားနိုင်တဲ့ခီးစဉ်တွေပေါ်ပေါက်လာပါပြီ။ဒါပေမဲ့အာကာသမှာအချိန်ခဏကြာလဲပတ်ပြီးကမ္ဘာကိုပြန်လဲဆင်းသက်ရမှာဖြစ်ပါတယ်။အာကာသမှာအချိန်ကြာမြင့်စွာတဲခိုနိုင်တဲ့ဟိုတယ်လို့မရှိသေးပါဘူး။ခုတော့2029မှာအာကာသမှာဟိုတယ်ဖွင့်နေတော့မှာပါ။ Voyager Station လို့နာမည်ပေးထားပြီးတော့ Advanced Space Development ကတည်ဆောက်မှာဖြစ်ပါတယ်။2026မှာစတင်တည်ဆောက်မှာဖြစ်ပါတယ်။ဟိုတယ်မှာဧည့်သည်4000ဝန်ထမ်း112ယောက်လက်ခံနိုင်မှာဖြစ်ပါတယ်။စဝိုင်းပုံစံဒီဇိုင်းနဲ့တည်ဆောက်ထားမှာဖြစ်ပြီးဧည့်သည်တွေဟာလောက်ကဘာနဲ့တူညီတဲ့ဆွဲအားကိုခံစားစေရမှာဆိုပါတယ်။ဟိုတယ်မှာအဆင့်မြင့်ဆက်သောက်ဆိုင်တွေအင်အားတွေရုပ်ရှင်ရုံတွေဂျင်းနဲ့စပါတွေပါထည့်သွင်းထားမှာဖြစ်ပါတယ်။ဟိုတယ်ကကဘာပတ်လမ်းကြောင်းအနေပိုင်းမှာလဲပတ်နေပါဖြစ်ပြီးတော့ resort မှာနေထိုင်သူတို့တွေ့ကြုံကိုခံစားစေရမယ်လို့သိရပါတယ်။ AI တူနာပြုစက်ရုပ်တွေရဲ့သုံးဝင်မှုကတော့အမှန်ခံပါပဲအခု AI စက်ရုပ်တူနာပြုတွေဟာထိုင်ဝမ်မှာစက်ရုပ်တွေမှာလုံနေပြီလို့သိရပါတယ်ထိုင်ဝမ်နိုင်ငံစက်ရုပ်တွေမှာ Foxconn နဲ့ Nvidia တို့မှပူးပေါင်းတည်ထွင်ထားတဲ့ Neuralink အမည်ရှိဉာဏ်ရည်တု AI နည်းပညာသုံးစက်ရုပ်တူနာပြုတွေကလုပ်ငန်းတာဝန်တွေစတင်ထမ်းဆောင်နေပါပြီအဲ့ဒီစက်ရုပ်တူနာပြုတွေဟာစေဝါတွေပို့ဆောင်ခြင်းစက်ရုပ်ရဲ့လူနာဆောင်တွေလက်လက်စစ်ဆေးခြင်းဧည့်သည်တွေကိုလမ်းညွှန်ခြင်းအစရှိတဲ့လုပ်ငန်းတွေဆောင်ရွက်နေပြီးတော့လူသားသူနာပြုတွေရဲ့လုပ်ငန်းတာဝန်ကို30%ထိလျှော့ချပေးနိုင်ပါတယ်။ Neurobot စေယုံသူနာပြုတွေနဲ့တခြား Smart စေယုံသုံးကိရိယာတွေကို Nvidia ရဲ့အဆင့်မြင့်နည်းပညာတွေအသုံးပြုတည်ဆောက်ထားတာဖြစ်ပြီးတော့စွမ်းဆောင်ရည်မြင့် Super Computer တွေနဲ့ AI model တွေကိုသုံးပြီးတော့စေယုံလုပ်ငန်းလက်ပတ်မှုစနစ်သဘောတဘာဝကိုနားလည်စေဖို့နဲ့လူနာဆောက်ရှောက်ရေးဆိုင်ရာကျွမ်းကျင်မှုတွေရရှိစေဖို့အထူးလေ့ကျင့်သင်ကြားပေးထားပါတယ်။အဲဒီလိုလေ့ကျင့်မှုတွေကြောင့်စေယုံတွေဟာလဲပတ်မှုမှာအဆင်ပြေချောင်းမှုစေတယ်ဆိုပါတယ်။လက်ရှိထိုင်ဝမ်နိုင်ငံရဲ့ထိပ်တန်းစေယုံကြီးဖြစ်တဲ့တိုင်ချွမ်ဗနာရန်ထွေထွေစေယုံကြီးပါဝင်တခြားစေယုံတွေမှာလည်းအဲ့ဒီ Neurobot စေယုံတူနာပြုတွေတာဝန်ချထားပါတယ်။စေယုံတူနာပြုတွေအသုံးပြုမှုကတည်းကလူသားတူနာပြုတွေရဲ့လုပ်ငန်းဝင်ပြီးမှုကိုတိကျစွာရော့ချပေးနိုင်ပြီးကျန်းမာရေးဆောင်ရှောက်မှုလုပ်ငန်းတွေကိုပုံမှန်အာရုံစိုက်ဆောင်ရွက်လာနိုင်မှုအကျိုးပြုနိုင်တယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်။